အားလုံးပဲမင်္ဂလာပါအခါနဲ့နေနဲ့မှတ်တမ်းနိုင်ကိုယ်သက်ကိုညီပြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်လောကမှာလူသားတစ်ယောက်ကသဘာဝတရားရဲ့သတ်မှတ်ထားတဲ့လောကနိယာမတွေတော်လမှုကြိုးစားခဲ့တယ်ဆိုရင်မိတ်ဆွေတို့ယုံကြည်နိုင်ပါမလားဒါဟာပုံမြင်မဟုတ်ပါဘူးကြောက်ရခိုင်ရာဇဝင်နေနဲ့ဘီပရပိုက်တွေကြားထဲမှာနေပေါင်းများစွာမြုပ်နှံနေခဲ့တယ်တကယ်ဖြစ်ရမှန်သမိုင်းကြောင်းတစ်ခုပါကျွန်တော်တို့ရဲ့အခါ99 channel ကနေဒီနေ့တင်ဆက်ပေးသွားမှာကတော့ရခိုင်ပြည်နယ်ရဲ့အစွမ်းထဆုံးဘရင်တစ်ပါးဖြစ်တယ်တိုင်းဒရာမင်းနဲ့သူ့ရဲ့အသက်ဘေးသစ္စာဆိုခဲ့ကြတယ်စစ်တီတော်900တို့မတည်သေးချပုံတော့ခရီးတန်းကြောင်းပဲဖြစ်ပါတယ်အာနာနဲ့လေယုံကြီးအထွတ်ထိပ်ရောက်နေခဲ့တဲ့ဆိုင်ဒရာမင်းဟာသူအချစ်ရဆုံးလူကိုတင်မင်းကလူယူသွားတဲ့အခါမှာတော့ပထမဆုံးကြိမ်ရှုံးနေခြင်းကိုခံစားခဲ့ရပါတယ်ဒါပေမဲ့သူကဒူးထောက်အရှုံးမပြီးခဲ့ပါဘူးတည်ခြင်းတရားဆိုရတကယ်ပဲအနိုင်မတိုက်နိုင်တဲ့အရာလားဆိုရင်မိခိုးတွေနဲ့သူဟာနမင်းတွေလှုပ်ဝက်ထားတဲ့ဟျူမွန်နာကမတည်သေးစီကိုဥတီခဲ့ပါတယ်လူနောက်မှာတော့ဘရင်ကြီးအတွက်ဆိုငရဲထီအောင်လိုက်ဝန်းနဲ့အထူးရွေးချယ်ထားတဲ့စစ်တီတော်900သူတို့ဟာဟိမွန်နာရဲ့အေယာမအသားသားငှက်ကြီးတွေနူးနှင်းဘလူးကြီးတွေနဲ့တောင်ထိပ်ပေါ်ကတင်နှင်းပင်လေးကိုဖျက်ကျော်ပြီးတော့နမင်းတွေကိုထိတ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်ဒီခီးမှာစစ်တီတော်900တဲ့ကဘယ်နှယောက်များပြန်လာနိုင်ခဲ့တယ်လဲဆိုင်ဒရာမင်းကနမင်းတို့ရဲ့ဓာမျက်ချက်ကိုဘလူးမန်းပါပါတုံ့ပြန်ခဲ့တယ်လဲကျွန်တော်နဲ့တူဒီလိုဝက်တန်းကျခရီးစဉ်ကြီးတဲ့ကိုအတူတူလိုက်ပါကြည့်လိုက်ရအောင်လူသားတယောက်ရဲ့တရားဟာပြန်ပြန်နှစ်တရာပဲရှိပါတယ်ဒါဟာလောကနိယာမှာပဲလို့ကျွန်တော်တို့အားလုံးလက်ခံထားကြတာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနိယာမှာကိုလက်သီးနဲ့ထိုးပြီးစိန်ခေါ်ခဲ့တဲ့ဘရင်တစ်ပါးရခိုင်ပြည်ထဲမှာရှိခဲ့ပါတယ်သူကတော့ဆိုင်ဒရာမင်းနန်းတော်တစ်ခုလုံးဖြူရော်နေတဲ့ပစိုးတွေငိုကြေးတန်တွေနဲ့ဖုံးလွှမ်းလို့နေခဲ့ပါတယ်မင်းကြီးရဲ့အချစ်ဆုံးသူသူ့ရဲ့အသက်ဝိညာဉ်ထက်မကချစ်ရတဲ့မိဖုရားကောင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ဆိုင်ဒရာမင်းက9ရက်တိုင်မလုံမရက်စိုက်ကြီးလို့နေခဲ့တယ်သူ့မျက်လုံးထဲမှာမျက်ရည်တွေမရှိဘူးရှိနေတာကတော့ကောင်းကင်ရန်ကနတ်မင်းတွေကိုစိန်ခေါ်နေတဲ့အမုန်းတရားတွေပါပဲမင်းကြီးကနန်းတွင်ပညာကြီးကိုစင့်ခေါ်လိုက်ပါတယ်ပညာရှိငါရဲ့နိုင်ငံကကျေပြန့်တယ်ငါရဲ့ဘုန်းတော်ကနေလိုလားလို့ထွန်းလင်းဒါပေမဲ့ငါဘာလို့ငါချစ်ရတဲ့လူကိုတင်မင်းလက်ထဲကနေစွဲမထုတ်နိုင်ရတာလဲငါ့ကိုလမ်းပြတယ်တေချင်းတရားကိုအနိုင်မဲ့လမ်းရှိရင်အခုချက်ချင်းပြောလို့ဒိန်းဟောက်လိုက်ပါတယ်နန်းတွင်ပညာရှိကကြောင်းရွံတုံလို့စွာနဲ့ပေပရပိုက်အိုကြီးတစ်ခုကိုဖွင့်ပြခဲ့ပါတယ်အရှင်မင်းဒီမွန်နာတောင်တန်းတွေရဲ့မြင့်ဆုံးတိမ်တိုက်တွေကြားထဲမှာနဝရကူထိုးတာရှိပါတယ်အဲ့ဒီမှာနတ်မင်းတွေစောင့်ကြက်နေတဲ့မတိသေးရှိပါတယ်ဒါပေမဲ့အဲ့ဒီသေးရီကိုရဖို့ဆိုရင်လောကနိယာမကိုစောင့်ကြက်နေတဲ့နတ်မင်းတွေကိုတော်လှန်ရပါလိမ့်ဘာသူသာရှိပြီးတော့ပြန်လာသူမရှိတဲ့ခရီးပါအရှင်လို့၆တင်ခဲ့ပါတိုင်းတော်မင်းကတုံဆိုင်မနေခဲ့ပါပြန်လာသူမရှိရင်ငါဟာပထမဆုံးပြန်လာသူဖြစ်ရမယ်လို့တွေးကြော်ပြီးတော့ဒါမီရဲ့အစွမ်းတဆုံးသစ္စာအရှိဆုံးစစ်တီတော်900ကိုနိုင်ရင်ပြင်မှာစုဝေးစီခဲ့ပါတယ်စစ်တီ900ရဲ့ရှိမှာမင်းကြီးကမတ်တက်ရက်လိုက်ပါတယ်ငါရဲ့ရဲဘော်တွေငါသွားမယ်လမ်းဟာရွှေငွေရှာဖို့မဟုတ်ဘူးဒမ်းမီနယ်ချက်ဖို့မဟုတ်ဘူးပေချင်းတယောက်ကိုအနိုင်ယူဖို့ပဲဖြစ်တယ်မင်းတို့တည်းကတယောက်ချင်းစီတိုင်းမှာမိသားစုရှိတယ်ဒါမရရှိမလိုက်ချင်တဲ့သူအခုပဲဓာချပြီးတော့ထော်သွားနိုင်ဒါပေမဲ့ငါနဲ့အတူလိုက်မဲ့သူတွေကတော့ဒီမွန်နာမှာငါတို့ရဲ့သွေးတွေနဲ့သမိုင်းတစ်ကိုရေးရလိုက်မယ်လို့မိန့်ကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းကတော့ရာသွင်းမှာမှတ်တမ်းတင်လောက်စီရပါစစ်တီ900လုံးဟာတယောက်မှနောက်မဆုတ်ခဲ့ကြပါဘူးသူတို့အားလုံးဟာလက်ထဲကဓားတွေကိုကင်မြောက်ပြီးတော့တညီတညွတ်ထဲအော်ဟစ်လိုက်ကြပါတယ်အရှင်မင်းကြီးရဲ့နှလုံးသားဟာကျွန်တော်မျိုးတို့ရဲ့နှလုံးသားပါမသေးသေးမရမချင်းကျွန်တော်မျိုးတို့ရဲ့ဝိညာဉ်တွေရခိုင်မြေကိုပြန်မလာစေရလို့ကျိန်ဆိုပြီးတော့သူတို့ရဲ့လက်တွေဓားတွေနဲ့လိကသွေးသစ္စာပြုတ်ခဲ့ကြပါတယ်ဒါဟာတာမန်စစ်တပ်တစ်ခုမဟုတ်တော့ပါဘူးတေချင်းတစ်ယောက်ကိုတော်လန်မဲ့အာဇာနီ900ရဲ့သွေးတောင်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သွားခဲ့ရပါနေဝင်ရိုးရဲ့ချိန်မှာမြင်းခွာတန်တန်တက်ကအင်ဂျင်ချင်းထိကတ်တဲ့အတန်တွေနဲ့ဆိုင်လိုရမယ်ဥဆောင်တဲ့အဖွဲ့ကြီးကဒီမွန်နာကိုဥတီထွက်ခွာသွားပါတော့တယ်နန်းတွင်ပညာရှိကမြင်းတွေပေါ်ကနေမင်းကြီးကိုကြည်ပြီးတော့သက်ပြင်းချလိုက်ပါတယ်သူသိနေတယ်ဒီခကြီးကနတ်မင်းတို့ရဲ့ဒေါသကိုစိန်ခေါ်လိုက်တယ်ဆိုတာကိုပေါ့ဒီမွန်နာခရီးစားပြီးတော့3ရက်မြောက်တဲ့နေ့မှာတဲ့ဒီမွန်နာဟာသူ့ရဲ့ရဲစက်မှုကိုစတင်ပြသပါတော့တယ်ရခိုင်ပြည်ရဲ့အပူပိုင်းသားတွေအတွက်ကတော့ဒီအေးတန်ဟာဓာတ်ချက်တွေထပ်ပို့ပြီးတော့နာကျင်စေပါတယ်အသက်ရှူလိုက်တဲ့အဆုတ်တဲကိုရေခဲအပ်တွေနဲ့ထိုးနေတယ်လို့ခံစားရသေးပြီးတော့တန်ချက်ကအိမ်တွေကအသားနဲ့ကက်ကခဲလို့နေခဲ့ပါပြီညဘက်တွေမှာတိုက်ခတ်တဲ့နေပြင်းတွေလူကိုလွတ်ထွက်သွားစီလောက်အောင်ပြင်းထန်လွန်းလို့စစ်တီတွေကတယောက်နဲ့တယောက်လက်ချင်းချစ်စက်ဝိုင်းပုံစံအကာအကွယ်ယူပြီးတော့ဆိုင်ကရာမင်းကြီးကိုကာကွယ်ပေးခဲ့ကြပါတယ်မနက်လင်းတဲ့အခါတိုင်းမှာအပြင်ဘက်ဆုံးကစစ်တီတော်ချို့ထိုင်လျက်သားတိုင်းပဲဒီခဲရုပ်ခုတွေဖြစ်ပြီးတော့သေဆုံးနေတာကိုတွေ့ရတတ်ပါတယ်သူတို့ဟာသေဆုံးသွားတာတောင်မှသူတို့ရဲ့ဓားတွေကိုမြဲမြဲစုပ်ကင်လို့ထားသေးပါတိုင်းလွာမင်းဟာသေဆုံးသွားတဲ့စစ်တီတော်ရဲ့ရုပ်အလောင်းတွေကိုကြည်ပြီးတော့အန်ဟိုကြိတ်ကထားခဲ့ပါတယ်
မင်းတို့ရဲ့ဝิญဉ်တွေရှေ့ကနေလမ်းပြပေးကြသမ်းပါလို့တူတူလေးပြောပြီးတော့နှင်းတွေကိုလမ်းဖောက်ကဆက်လက်ပြီးတော့ခြိတက်ခဲ့ကြပါတယ်။အောင်လည်းပိုင်းမြူနှင်းတွေထူတက်လွန်းနေအောင်ညားလန်းတစ်ခုကိုရောက်လာတဲ့အခါမှာတော့ဘဝင်းကျင်ကထူးဆန်းစွာပဲတိတ်ဆိတ်လို့သွားပါတယ်။ဒီတော့မတိုက်တော့ပါဘူး။ဒီတိတ်ဆိတ်မှုကကြောက်မက်ပွဲကောင်းတဲ့အရာတစ်ခုခုရဲ့ရှည်ပြင်းနမိတ်ဆိုတာကိုတော့အားလုံးကခံစားမိနေကြပါတယ်။အဲဒီအချိန်မှာပဲနှင်းတူတွေကြားတဲ့ကဒီရမတရဝါကြီးတွေဝုန်းကနေထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့အန်နာရီလာနှင်းလူတွေပါပဲ။လူသားတဲ့သုံးစားမကကြီးမားပြီးတော့အန်နာကိုတစ်ခုလုံးကိုအမွှေးဖြူအောင်ဖုံးလွှမ်းထားတဲ့ဒီဘလူးကြီးတွေဟာဟျူမန်နာရဲ့စောင်းချောက်သူတွေပါသူတို့ဟာလူသားတွေရဲ့အနံ့ကိုရတာနဲ့တက်ပြတ်ဖို့အစဉ်သက်ဖြစ်နေကြပါပြီနင်းလူတွေရဲ့ကြောင်းမပွဲရာဟင်းဟောက်တန်တွေကြောင့်မို့လို့စစ်တီတချို့ကခဏတာတုံလို့သွားတဲ့အချိန်မှာပဲဇိုင်းလိုရာမင်းကခြေသုံးကနေဝုန်းကနေထွက်ပေါ်လာပါတယ်ဘယင်ကြီးကသူ့ရဲ့ရွှေအိမ်ဆိုင်တောက်ကိုဆွဲထုတ်လိုက်ပြီးတော့အေးရမနင်းလူကြီးတကောင်ရဲ့ရင်ပတ်တဲ့အာကုံဆိုင်ထိုးလိုက်ရင်းနဲ့ငါရဲ့ရဲဘော်တို့ပေမင်းဆိုတာငါတို့ရင်ဆိုင်နေကြရန်သူပဲငါနောက်ကလိုက်ခဲ့ကြလို့အာမန်ပါပါဟစ်အော်လိုက်ပါတယ်ဘယင်ကြီးကိုယ်တိုင်အန်ရရဲ့ခြေသုံးကနေမမမရက်ပြလိုက်တာကြောင့်မို့လို့စစ်တီ900ရဲ့စိတ်ဓာတ်တွေဟာမီယိုဟုံတောက်လောင်တလူမျိုးဖြစ်သွားပြီးတော့မင်းကြီးကိုကာကွယ်ကြဆိုတဲ့ကြွေးကြော်တန်တွေနဲ့တိုက်ပွဲအချိန်အဟုန်နဲ့စတင်ပါတော့တယ်နင်းလူတွေကသူတို့ရဲ့အေယာမနဝါးကြီးတွေနဲ့စစ်တီတွေကိုရိုက်ချသလိုတောက်တုံးကြီးတွေနဲ့လည်းထူနေကြပါတယ်အေးတန်ကြောင့်လက်တွေတုံရင်နေပြီမဲ့စစ်တီတွေကသူတို့ရဲ့သွေးတွေကိုမြေပြင်ပေါ်မှာရင်းနေပြီးတော့နင်းလူတွေကိုခုခံခဲ့ကြပါတယ်ဇိုင်းဒရာမရလည်းလက်ရိုးရည်ပြီးနဲ့နင်းလူတွေရဲ့ကြားထဲမှာရိုးရိုးချွန်ချွန်တိုက်ပွဲဝင်နေခဲ့ပါနင်းလူတကောင်ကစစ်တီတယောက်ကိုရိုက်တက်ဖို့ကြိုးစားလိုက်ချိန်မှာတော့မင်းကြီးကအဲ့ဒီနင်းလူရဲ့ကြောပေါ်ကိုဖုံးတက်ပြီးတော့လေပင်ကသွေးကြောမကြီးစီကိုဒါနဲ့အချက်ပေါင်းများစွာထိုးဆိုင်ပစ်လိုက်ပါတယ်ဒါဟာစစ်တီတော်တွေအတွက်ကတော့တကယ်ကိုအားကိုးထိုက်တဲ့ခေါင်းဆောင်တယောက်ရဲ့လုပ်ရက်ပါပဲတစ်ဖက်မှာတဘာဝလုံးအင်အားကြီးမှတဲ့ဘလူးတွေဖြစ်နေပေမဲ့တစ်ဖက်မှာတော့ဘရင်ကြီးနဲ့စစ်တီတော်တွေရဲ့ဒွေးသစ္စာဆိုတဲ့ခိုင်မာတဲ့စီးလုံးမှုကရှိနေပါတယ်ဒီတိုက်ပွဲထဲမှာကျွန်တော်တို့ယဉ်နှင်းစရာမြင်တွေ့ရတာကတော့ရခိုင်စစ်တီတော်တွေရဲ့မယိုင်လဲတဲ့ခိုင်မာတဲ့သစ္စာတရားပါမယ်နင်းလူတကောင်ဟာဇိုင်းဒရာမင်းရှိရသည်ကိုအချိန်နဲ့ပြေးဝင်လာချိန်မှာတော့အဲ့ဒီအနေရဲ့ကိုမြင်လိုက်ရတဲ့စစ်တီတော်9ယောက်ဟာဘာမှမစင်စားပဲနဲ့ကိုယ့်အသက်ကိုပဓာနမထားတော့ပဲနဲ့အဲ့ဒီဘလူးကြီးကိုဝိုင်းဝန်းဖတ်တွယ်လိုက်ကြပါတယ်သူတို့ဟာဘလူးကြီးရဲ့လက်သေးတွေကြားထဲမှာအသားတွေစုပ်ပြတ်တတ်နေပေမဲ့လက်ကဓားတွေကိုတော့မလွတ်ခဲ့ကြပါဘူးဒီဘလူးရဲ့ခန္ဓာကိုယ်ကိုသူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ဝိုင်းဘက်ထုံနှောင်ထားရင်နောက်ဆုံးထွက်သက်မှာသူတို့တညီတညွတ်တဲ့ဟစ်အော်လိုက်တဲ့စကားကတော့အရှင်မင်းကြီးရှေ့ဆက်ပါကျွန်တော်မျိုးတို့ဒီနေရာမှာတားဆီးထားပါမဲဆိုတဲ့စကားပါပဲဒီစကားဟာတာမန်စကားမဟုတ်ပါဘူးဒါဟာသူတို့ရဲ့တစ္ဆာတရားကိုအသက်နဲ့တက်သေးထူလိုက်တာပါသူတို့ဟာနင်းလူကြီးနဲ့အတူကမ်းမရန်ကြောက်ထဲကိုအတူတူခုန်ချလို့သွားခဲ့ကြပါတယ်ကြောက်ကဘားတဲ့ကိုမကြသွားခင်သူတို့ရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုဆိုတာအစားအစာတော့မရှိဘဲနဲ့ဘရင်ကြီးကိုလုံခြုံစေခြင်းနဲ့စိတ်ခရီးဆုံးထိရောက်စေခြင်းနဲ့ဆန္ဒတွေနဲ့ပဲတောက်ပါလို့နေခဲ့ပါတယ်ဖြူပွေးနေတဲ့နင်းပြည်ကြီးကအခုတော့ရခိုင်စစ်တီတော်အယောက်90ကျော်ရဲ့သွေးတွေနဲ့နေရဲလို့သွားခဲ့ပါဇိုင်းဒရာမေယာကြောက်ထဲကိုငုံကြည့်လိုက်ပြီးတော့ခဏတိုင်ရက်တန့်သွားခဲ့တယ်သူ့အတွက်အသက်ပေးသွားခဲ့တဲ့စစ်တီတော်ရဲ့နာမည်ကိုနှလုံးသားမှာထွန်းထူလိုက်ရင်းနဲ့ကြံရှိတဲ့စစ်တီတော်တွေကိုလှည့်ကြည့်တာဒီသွေးတွေကငါတို့ရဲ့အောင်ပွဲအတွက်လမ်းခင်းပေးလိုက်တာပဲငါညီကိုတို့ရှေ့ဆက်ကြသို့လို့လေးလေးနက်နက်အမိန်ပေးလိုက်ရင်းနဲ့ခကြီးကိုဆက်လက်ဦးဆောင်ခဲ့ပါဒီနေရာမှာကျွန်တော်တို့တွေ့မြင်ရတာကတော့ခေါင်းဆောင်နဲ့နောက်လိုက်တွေကြားတဲ့ကအပြန်အလှန်ယုံကြည်မှုပါပဲစစ်တီတော်တွေကဘယင်ကြီးတို့အသက်ပေးဝင်တယ်လို့မျိုးဇိုင်းဒရာမင်းဟာလည်းပဲသူ့ရဲ့ရဲဘော်တွေရဲ့ပေးဆက်မှုတန်ဖိုးထားတဲ့အတွက်ဒီခကြီးကိုရှုံးမပေးဘဲနဲ့ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့စီးလုံးမှုတွေဟာဟီမွန်နာရဲ့အေးတောင်ကိုတော့အနိုင်ယူပြီးတော့ရမိုင်းတဲ့တစ်ခုကိုတွေးနဲ့ရေးထိုးခဲ့ကြတာဖြစ်ပါတယ်မိတ်ဆွေတို့စဉ်းစားကြည့်ပါအိုးရှိမှာတင်မင်းကစောင့်နေတာကိုတိတိကြီးနဲ့ကိုသက်ကိုတောင်စတေးပြီးတော့ဘယင်ကြီးတို့လမ်းပွင့်ပေးခဲ့တဲ့ဒီစစ်တီတွေရဲ့စိတ်ဓာတ်ကဘလောက်တောင်မြင့်မြတ်တယ်လဲဆိုတာဒါဟာရာသွင်းတဲ့ကပုံမြင်တစ်ခုတည်းပိုးပါတယ်ဒါဟာသစ္စာတရားရဲ့စွမ်းအားတွေကဘလောက်တောင်ကြီးမားလဲဆိုတာကိုပြသနေတာပါဒီတိုက်ပွဲပြီးမှစစ်တီအင်အားဟာတိတိတတ်တာရောနေသွားခဲ့ပြီမဲ့ကြံရှိတဲ့သူတွေရဲ့စိတ်ဓာတ်ကတော့ပိုပြီးတော့ခိုင်မာလာခဲ့ပါသူတို့တွေကသွေးစွန်းနေတဲ့ဓာတ်တွေကိုကင်ပြီးတော့ခြေဆက်တက်လန်းလာချိန်မှာနောက်တဲ့ဘလို့အခက်အခဲတွေကသူတို့ကိုစောင်းကြုံနေအောင်မှာနင်းလူတွေနဲ့တိုက်ပွဲပြီး10ရက်မြောက်တဲ့နေ့ဇိုင်းဒရာမင်းနဲ့စစ်တီတော်တွေကဒီမွန်နာရဲ့အမြင့်ပေ2000ကျော်လက်ရှိတတော်ဝါတွေရှင်သန်မှုခက်ခဲတဲ့အယူပွဲတောင်ကျောက်ကိုရောက်ရှိလာကြပါတယ်ဒီနေရာမှာလေထုကဘားလွာလွန်းအသက်ရှူလိုက်တိုင်းရင်ပတ်ထဲမှာမီးစားနဲ့ထိုးတယ်လို့မျိုးပူလောင်နေပါတယ်စစ်တီတော်တွေကရက်ပေါင်းများစွာမအိတ်မနီမစားမတော့ပဲခြိတက်လာခဲ့ရလို့ခန္ဓာကိုယ်တွေကပိန်ချောင်းနေပါပြီဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေထဲကအယောင်တွေကတော့ပို့ပြီးတော့တောက်ပလို့လာပါတယ်အဲ့ဒါဟာကြောက်ရွံ့မှုမဟုတ်ဘူးတေချင်းတရားကိုအန်တုနေတဲ့ယူသွမှုတွေပါပဲအဲ့ဒီအချိန်မှာပဲကောင်းငင်ရံကနေအေယာမအရင်မဲကြီးတွေဝဲပြန်လာပါတယ်အဲ့ဒါကတော့ဟိမွေနာရဲ့ဝေခင်ပင်ရဲ့အသားစားငှက်ကြီးတွေပါသူတို့ကအောက်ကလူသားတွေကိုအစာပြစ်မြင်ပြီးတော့ထိုးစင်းလာကြပါတယ်ပုံမှန်ဆိုရင်တော့လူသားတစ်ယောက်ကဒီလောက်ကြီးမားတဲ့တတ္တဝါကြီးတွေကိုမြင်ရတယ်တုံလုံးသွားမှာဒါပေမဲ့ရခိုင်စစ်တီတော်တွေကတော့နောက်မဆုတ်ခဲ့ကြပါဘူးဒီနေရာမှာဆိုင်းဒရာမင်းရဲ့ပြိုင်ဘက်ကင်းတဲ့လက်ယုံကြီးကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့မြင်ရပြန်ပါတယ်ငှက်ကြီးတွေကစစ်တီတော်တွေကိုစတင်ထိုးထုတ်လိုက်တဲ့အချိန်မှာ
ဆိုင်းဒရာမင်းဟာသူ့ရဲ့လေးနယ်မြောက်ကိုအသင့်ပြင်ပြီးတော့ဝင်းကငှက်ကြီးတစ်ကောင်ရဲ့မျက်လုံးကိုတိကျစွာပြစ်ခတ်လိုက်ပါတယ်ငှက်ကြီးကနာကျင်စွာအော်ဟစ်ရင်းနဲ့ရေပြင်မော်ကိုပြုတ်ကျလာတဲ့အခါမှာတော့မင်းကြီးကငါတို့ရဲ့မန်ကိုဒီတိရစ္ဆာန်တွေမသိသေးဘူးရဲဘော်တို့တိုက်ကြစမ်းလို့အမိန်ပေးလိုက်ပါတိုက်ပွဲကရမ်းပြင်းထန်လာပါတယ်ငှက်ကြီးတစ်ကောင်ကစစ်တီတော်တအုပ်ကိုခြေသေးနဲ့တုပ်ယူပြီးတော့ဝင်းထဲကိုဆွဲတင်သွားတဲ့အချိန်မှာဆိုင်းဒရာမင်းဟာဘာမှမစင်စားပဲနဲ့ရေပေါ်ကနေလေထဲကိုအရှိန်နဲ့ခုန်တက်ပြီးတော့အဲ့ဒီငှက်ကြီးရဲ့လေပင်ကိုဖတ်တွယ်လိုက်ပါသူကငှက်ကြီးနဲ့အတူဝင်းထဲမှာရိတ်ထိုးနေရင်းကသူ့ရဲ့တမြောင်ကိုငှက်ကြီးရဲ့အုံနောက်ထဲထိအာကုန်ထိုးဆိုင်ပြီးတော့စစ်တီတော်ကိုတေမင်းရဲ့လက်ထဲကပြန်လေလူယူခဲ့ပါဒါဟာဘရင်တစ်ပါးရဲ့ကိုကျိုးဆုံးမှုနဲ့စစ်တီတော်တွေပေါ်ထားရှိတဲ့မေတ္တာတရားပါပဲစစ်တီတော်တွေကလည်းပဲသူတို့ရဲ့ဘရင်ကိုယ်တိုင်ရှည်ဆုံးကနေပေးဆက်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ပေချင်းတရားကိုတော့လောင်ပြုံးပြနိုင်ခဲ့ကြပါဒါကြောင့်သန်းငါတို့ရဲ့အသားကမင်းတို့အတွက်ရတာရှိနေမှာမဟုတ်ဘူးထားတတ်နေလိမ့်မယ်လို့စစ်တီတော်တွေကဟစ်အော်ရင်းနဲ့ငှက်အုပ်ကြီးကိုတမ်းပြန်စိန်ခေါ်ခဲ့ကြပါဒီငှက်ကြီးတွေနဲ့တိုက်ပွဲဟာ3ရက်3ညတိုင်းကြာမြင့်ခဲ့ပါတယ်ဝေးစွန်းနေတဲ့နှင်းပြင်ပေါ်မှာစစ်တီတွေရဲ့အင်အားဟာရဝါကျော်ပြောက်ကွယ်လို့သွားခဲ့ပါတိုက်ပွဲပြီးမှဆိုင်းဒရာမင်းကြီးကဒဏ်ရာရသားတဲ့စစ်တီတယောက်ချင်းစီရဲ့အနားကိုသွားပြီးတော့သူတို့ရဲ့ဒဏ်ရာတွေကိုကိုယ်တိုင်ဆေးထည့်ပေးခဲ့ပါတယ်ငါကြောင့်မင်းတို့တွေရဲ့သွေးတွေမြေကြခဲ့ရပြီလို့ဝမ်းနဲ့စွာပြောလာတဲ့အခါမှာတော့စစ်တီတော်တွေကအချင်းမင်းကြီးရဲ့ဆန္ဒကကျွန်တော်တို့ရဲ့လမ်းမှာပဲလို့ပြန်ပြေခဲ့ကြပါတယ်မိတ်ဆွေတို့စဉ်းစားကြည့်ပါဦးလူသားရင်းချာတွေမဟုတ်ဘဲနဲ့တယောက်တယောက်အခုလိုအသက်ပေးဝင်ကြတာဘာကြောင့်လဲအဲ့ဒါသူတို့ရဲ့စီးလုံးမှုကြောင့်ပါပဲသူတို့ဟာဘရင်နဲ့ရဲဘော်ဆိုတဲ့အစဉ်တန်းထပ်ပိုးတဲ့သွေးတောင်ညီကိုလိုစိတ်ဓာတ်တွေရှိနေကြတာပါငကြီးတွေကသူတို့ရဲ့အသားကိုစားခြင်းစားနိုင်လိမ့်ဒါပေမဲ့သူတို့ရဲ့မန်မှုတော့ဘယ်တော့မှအနိုင်မတိုက်နိုင်ဘူးဆိုတာဒီတိုက်ပွဲကသက်သေပြလို့နေပါတယ်စစ်တီတော်တွေရဲ့သွေးရဟီမွန်နာရဲ့စီးနှွေးတွေကိုပူနွေးသွားစေခဲ့တယ်လို့မျိုးသူတို့ရဲ့သစ္စာတရားတွေကလည်းပဲနောင်လာနောင်သားတွေအတွက်အားကြစရာရာဇဝင်တစ်ခုဖြစ်ကြံရည်နေခဲ့မှာပါနင်းတော်မျိုးရဲ့အဆုံးမှာတော့သူတို့ဟာလူသားတွေမမြင်ဘူးသေးတဲ့ကဘာတစ်တစ်ခုရှိကိုရောက်လာကြပါတယ်အဲ့ဒါကတော့ရေခဲတောင်တွေကြားထဲမှာတည်ရှိနေတဲ့သင်မင်းပင်လေတဲ့စီးရော့တဲ့ဓာတ်ပါပဲဒီပင်လေကထူးဆန်းပါရေတွေကပုံမှန်ဆိုရင်အပြာရောင်မဟုတ်ဘဲနဲ့မင်းလိုမဲနံနေတတ်တာပါလိုင်းလုံးတွေကလည်းပဲတောင်တစ်လုံးစာလောက်မြင့်တက်နေပြီးတော့အေးတန်ကတော့ယူရင်းချင်းစီတွေအထိအေးစိမ့်နေတာပါစစ်တီတော်တွေကကမ်းခြေမှာရက်ကြည့်နေမှန်တက်နေကြပါသူတို့မှလေမရှိဘူးဘင်းဘောမရှိဘူးရှိတာကတော့လက်ထဲကဓားတွေနဲ့ဘရင်ကြီးပေါ်မှာထားတဲ့သစ္စာတရားတွေပါပဲဆိုင်းတရားမင်းကြီးကပင်လေပင်ကြီးကိုစိုက်ကြည့်နေရင်အမိတ်ပေးလိုက်ဒီအပြင်ကငါတို့ကိုတားနေတာမဟုတ်ဘူးငါတို့ကိုစမ်းသပ်နေတာတပင်တွေကိုခုတ်ကြဟောင်ဖွဲ့ကြငါတို့ဒီပင်လေကိုရအောင်ဖြတ်မဲဆိုပြီးတော့ဆိုင်းတရားမင်းကြီးကအမိတ်ပေးလိုက်ပါတယ်စစ်တီတွေကဒဏ်ရာပလက်ပွားနဲ့လက်တီနဲ့ကြောင်ဆောင်နေကြတဲ့ခိုင်မာတဲ့တစ်ပင်တွေကိုခုတ်လဲပြီးတော့ဖောင်နေတိဆောက်ခဲ့ကြပါတယ်ဒီနေရာမှာသူတို့က15ရက်တန်းတန်းကမ်းခြေမှာစခန်းချပြီးတော့ပြင်ဆင်ခဲ့ကြတာပါစားစရာတွေကလည်းကုန်တလောက်ရှိနေပြီဒါပေမဲ့ဘယ်စစ်တီကားမှပြန်လက်ရအောင်လို့စကားတစ်လုံးတော့မဟာခဲ့ကြပါဘူးညဘက်မီးပူပြီးမှထိုင်ကြတဲ့အခါမှာတော့စစ်တီတော်ငယ်လေးတစ်ယောက်ကသူ့ရဲ့ရင်ဝင်ထဲကနေဒေသားရုပ်ထုလေးတစ်ခုထုတ်ကြည့်နေတာကိုမင်းကြီးကတွေးလိုက်ရပါတယ်အဲ့ဒါကတော့ရခိုင်ပြည်မှာကြံခဲ့တယ်သူ့ရဲ့သမီးလေးအတွက်လက်ဆောင်လေးပါမင်းသမီးလေးကိုလွမ်းနေတာလားလို့မင်းကြီးကတူတူလေးမေးလိုက်တဲ့အခါမှာတော့အဲ့ဒီစစ်တီလေးကရေရီတွေကိုတုပ်ပြီးတော့ပြန်လျှောက်ပါတယ်လွမ်းပါတယ်ရှင်ဒါပေမဲ့ကျွန်တော်မျိုးသားအခုချိန်မှာရှုံးပေးပြီးတော့လှည့်ပြန်သွားမယ်ဆိုနောက်တစ်ချိန်ကျွန်တော်ရဲ့သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့သူ့အဖေကိုအရှုံးသမားတစ်ယောက်အနေနဲ့မြင်သွားပါလိမ့်မယ်သူ့ဖေကတေချင်းတစ်ယောက်ကိုကြောက်လို့နောက်ဆုတ်ခဲ့သူဆိုတာမျိုးကျွန်တော်ဘယ်တော့မှဖြစ်မခံနိုင်ပါဘူးကျွန်တော်မျိုးဒီနေရာမှာပဲအသက်ပြောက်သွားပါသေးအောင်တော့ကျွန်တော်သမီးနဲ့နောက်လာမဲ့ကျွန်တော်ရဲ့မျိုးဆက်တွေအတွက်ကတော့ကျွန်တော်ကအရှုံးမပေးပဲအောင်နိုင်သူတယောက်အနေနဲ့ပဲရှိနေခြင်းပါတယ်သူတို့ရဲ့အဖေကနာမည်လူကိုတောင်စိန်ခေါ်ခဲ့တယ်တေမင်းကိုတောင်လောင်ပြုံးပြခဲ့တဲ့ရဲဘော်တယောက်ဆိုတော့သူတို့ဂုဏ်ယူနေစေရကျွန်တော်မျိုးရဲ့အလောင်းဟာပြည်မွန်နာမှာကြံနေခဲ့မဲဆိုရင်တော့ကျွန်တော်ရဲ့အရှုံးမပေးတတ်တဲ့စိတ်နဲ့ရသက်တီတွေကတော့ကျွန်တော်မျိုးဆက်တွေရဲ့နှလုံးသားထဲမှာအမျက်ရှင်တန်နေမှာပါအရှင်လို့ပြန်ဖြေခဲ့ပါနောက်နေ့မနက်ဖောင်းတွေပင်လေတဲ့ကိုရောက်တဲ့အခါမှာတော့ဘဝင်းကျင်တစ်ခုလုံးကဗကတိတိတ်ဆိတ်သွားပါလေတော်မတိုက်တော့ပါဘူးအဲ့ဒီအချိန်မှာပဲဖောင်းတွေရဲ့ဘေးနားမှာအိမ်တစ်လုံးသားလောက်ရှိတဲ့အေယာမကြောရိုးကြီးတွေဒီပေါ်မှာပေါ်လာပါတယ်ဒါဟာဒီပင်လေရဲ့အရှင်သခင်တွေဖြစ်တဲ့အေယာမငါးကြီးတွေပါပဲဒီငါးကြီးတွေကဖောင်းတွေကိုအောက်ကနေအချိန်နဲ့စောင့်တိုက်ဖောင်းတွေတိမ်းဆောင်သွားတိုင်းစစ်တီတွေကရေခဲတက်မြအေးဆက်နေတဲ့ရေထဲကိုပြုတ်ကြကုန်တယ်ရေထဲကျသွားတဲ့စစ်တီတွေကငါးကြီးတွေရဲ့အစာဖြစ်သွားတာထက်အေးတန်ကြောင့်စက္ကန့်ပိုင်းတွင်းမှာပဲနှလုံးရက်ပြီးတေဆုံးသွားကြတာပူများပါတယ်ဇိုင်းဒရာမင်းရဲ့ဖောင်းကိုအေယာမငါးကြီးတစ်ကောင်ကခက်ခနဲ့ငုံဖို့ကြိုးစားလိုက်ချိန်မှာတော့စစ်တီတော်10ယောက်ကဘာမှစဉ်းစားမနေဘဲနဲ့အဲ့ဒီငါးကြီးရဲ့ပါဇက်ထဲကိုသူတို့ရဲ့လမ်းတွေကိုတတိုင်းတစ်ခုလိုစိုက်ထူပြီးတော့အရှင်လက်လက်တိုးဝင်သွားခဲ့ကြပါတယ်အရှင်မင်းကြီး80ပါကျွန်တော်မျိုးတို့အတွက်အချိန်မဖြုံးပါနဲ့ဆိုတဲ့စကားကိုပြောပြီးတော့အဲ့ဒီစစ်တီတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုငါးစာဖြစ်ကျွေးပြီးတော့ငါးကြီးရဲ့ပါဇက်ထဲမှာလမ်းတွေကိုကန့်လန့်ပြက်စိုက်ခဲ့တာကြောင့်
ငါကြီးကပါဇက်ပိတ်မရပဲနဲ့နာကျင်စွာနဲ့ရေရောက်ကိုငုံချိုးသွားခဲ့ရပါဒါဟာသူတို့ရဲ့ဘရင်ကြီးလွတ်မြောက်ဖို့အတွက်သူတို့ကိုသူတို့ရစ်ပူစော်လိုက်တာပါပဲဆိုင်းဒရာမင်းဟာရေပြင်နဲ့နစ်မြုပ်သွားတယ်သူရဲ့ရဲဘော်တွေကိုကြည်ပြီးတော့အန်ကိုကြိတ်ထားခဲ့ရပါတယ်သူရဲ့မျက်လုံးတွေကနေရဲတွေစီးကြလာပေမဲ့နင်းမြေပေါ်မကြခင်ပါတယ်ရေခဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါဟာစစ်တီတော်900တဲ့ကလက်ကျန်90လောက်ကကြံတော့တဲ့အချိန်မှာဖြစ်ပျက်ခဲ့တဲ့အနိဋ္ဌာယုံပါပဲဒီသိမင်းပင်လည်းကို9ရက်တန်းတိုင်းဖြတ်ကျော်ပြီးတဲ့အချိန်မှာတော့သူတို့ချိန်မှာတိမ်တိုက်တွေဖုံးနေတဲ့နဝရကူဆိုတာပေါ်လာပါပြီသိမင်းပင်လည်းကိုသွေးနဲ့ရင်းပြီးတော့ဖြတ်ကျော်လာနိုင်ခဲ့တဲ့ဆိုင်းဒရာမင်းနဲ့လက်ကျန်စစ်တီတွေဟာနောက်ဆုံးမှာတော့နဝရကူရဲ့အဝင်ဝကိုခြေချနိုင်ခဲ့ကြပါတယ်သူတို့ရဲ့ကိုယ်ပေါ်မှာသွေးတွေနှင်းခဲတွေနဲ့ဒဏ်ရာပလက်ပွားဖြစ်နေပေမဲ့သူတို့ရဲ့မျက်လုံးတွေကတော့မတည်သေးရှိရာကူကိုပဲစိုက်ကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲကူဝမှာအေယာမရွှေရောင်အလင်းတန်းကြီးတွေနဲ့အတူလောကနိယာမကိုစောင့်ကြနေတဲ့နတ်မင်းကြီးတွေကိုထင်ပြလာပါတယ်သူတို့ရဲ့ချိန်ဝါတွေကြောင့်မို့လို့စစ်တီတော်တွေကအသက်ရှူရခက်ခဲလာပြီးလူထောက်ကြလို့ညီပါဖြစ်သွားခဲ့ရပါတယ်နတ်မင်းကြီးတွေရဲ့အတန်ဟာတောင်တစ်ခုလုံးကိုတုံခါသွားစေနိုင်လောက်အောင်ဟိန်းထွက်လာပါတယ်ရက်တန်လိုက်တော့လူသားမင်းပေချင်းနဲ့ရှင်ချင်းဆိုတာငါတို့သတ်မှတ်ထားတာမဟုတ်ဘူးဒါဟာပြောင်းလဲလို့မရတဲ့လောကနိယာမပဲမင်းအဒီနိယာမကိုကြော်လွန်ဖို့ကြိုးစားတာစကြဝဠာရဲ့ဟန်ချက်ကိုဖျက်ဆီးနေတာပဲထိုင်းဒရာမင်းဟာသွေးစွန်းနေတဲ့သူ့ရဲ့ဓာတ်ကိုညီမအားပြုစိုက်လိုက်ပြီးတော့နတ်မင်းတွေကိုတက်တက်စိုက်ကြည့်ကမန်ပါပါနဲ့ပြန်ပြောလိုက်ပါတယ်သင်တို့ပြောတဲ့နိယာမတွေကခြေရတဲ့သူတွေကိုခွဲခွာရတာကိုအမှန်တရားလို့သတ်မှတ်ထားတယ်ငါကအဲ့ဒီအမှန်တရားတွေကိုတော်လှန်မယ်ငါရဲ့စစ်တီ900ဟာမသေးသေးမရမချင်းသူတို့ရဲ့ဝိညာဉ်တွေကိုရခိုင်မြေကိုပြန်မသွားဘူးလို့တွေးသစ္စာပြုခဲ့ကြတယ်ထိုင်းဒရာမင်းကသူ့ရဲ့ဓာတ်ကိုကောင်းကင်ကိုမြှောက်လိုက်တဲ့အခါမှာတော့လေတူထဲမှာကြာဆုံးသွားခဲ့တဲ့စစ်တီ450ကျော်ရဲ့ဝိညာဉ်ရိပ်တွေကဘရင်ကြီးရဲ့အနောက်အသားကြီးတစ်ခုလိုမျိုးပေါ်လာပါတယ်ကြည့်လိုက်စမ်းသင်တို့ရဲ့နိယာမကလူကိုသိအောင်တတ်ချင်တတ်နိုင်လိမ့်ဒါပေမဲ့လူသားတွေရဲ့သစ္စာတရားကိုတော့သင်တို့ဘယ်တော့မှမတတ်နိုင်ဘူးဒီမြင်ကွင်းဟာနတ်မင်းကြီးတွေကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်နတ်မင်းကြီးကဆိုင်းဒရာမင်းကိုကြည့်ပြီးတော့လေးလေးနက်နက်မိန်ကြားလိုက်ပါတယ်လူသားမင်းမင်းရဲ့မယုံနိုင်စရာကောင်းတဲ့ဇွဲသက်တိနဲ့ဒီစစ်တီတွေရဲ့သစ္စာတရားကငါတို့ကိုအံ့ဩသွားစေမင်းတို့ဟာလောကနိယာမကိုစိန်ခေါ်နိုင်တဲ့အထိမြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ဇွဲလုံးလာတယ်တတ်တိတွေစီးလုံးမှုတွေရှိကြတာပဲဒါကြောင့်ငါတို့မင်းရဲ့ဇွဲလုံးလာတွေကိုအတိမတ်ပြုတဲ့အနေနဲ့ရွေးချယ်မှုတစ်ခုပေးမယ်နမင်းကြီးကတရက်ပင်အိုကြီးကိုညွန်ပြရဲနဲ့ဆက်ပြောပါကြီးလိုက်ဆန်းလူသားမယ်ဒါဟာမင်းအသက်နဲ့ရင်ပြီးရှာနေခဲ့တဲ့မတိမျိုးတရက်ပြီးပဲဒါကိုစားတဲ့လူကတေခြင်းတရားကိုတော်လွှားနိုင်လိမ့်မယ်ဒါပေမဲ့တတိထားပါလောကနိယာမကိုစန့်ကျင်တဲ့အကျိုးဆက်ကတော့အယံကိုပြင်းထန်လိမ့်မင်းတရက်သီးကိုစားလိုက်တာနဲ့မင်းရဲ့နှလုံးသားဟာကြောက်တုံးတစ်ခုလိုအေးဆက်သွားပြီးတော့ဘယ်တော့မှခံစားချက်မရှိတဲ့ထာဝရအထီးကျန်သူဖြစ်သွားလိမ့်မယ်ပြီးတော့ဒီတရက်သီးမှာမင်းမသိသေးတဲ့ကြောင်မပွဲလွတ်ဝက်ချက်တစ်ခုရှိနေသေးတယ်ဒါဟာမင်းရဲ့ထိုက်တန်မှုနဲ့ကံတရားကိုငါတို့နောက်ဆုံးစမ်းသပ်တာပဲဒီတရက်သီးမှာစားသုံးပြီး2မျိုးရှိတစ်မျိုးကတော့တစ်ပင်ပေါ်ကနေအတင်းအားဓမ္မကူးစားတာဖြစ်ပြီးတော့နောက်တစ်မျိုးကတော့အလိုလျောက်ကြွေကြလာတဲ့အချိန်ဒီစောင်းပြီးမှစားတာပဲဒီနှစ်ခုလဲတာတစ်ခုကတော့မင်းကိုမသိမျိုးဖြစ်စေလိမ့်မယ်ဒါပေမဲ့ကြံတဲ့တစ်မျိုးကတော့ရင်းထန်တဲ့အစိတ်ဖြစ်ပြီးတော့စားလိုက်တဲ့သူရောလူရဲ့နောက်လိုက်တွေပါချက်ချင်းအသက်ပြောက်သွားကြလိမ့်နမင်းကြီးကဆိုင်းဒရာမင်းကိုစိုက်ကြည့်ရင်းနဲ့မေးခွန်းထုတ်လိုက်ပါတယ်ဘယ်တစ်ခုကအသက်ရှင်တန်ခြင်းလဲဘယ်တစ်ခုကတည်ဆုံးခြင်းလဲဆိုတာကိုတော့ငါတို့မပြောဘူးအခုပဲခူးစားမလားဒါမှမဟုတ်ပြေကြတဲ့အထိစောင့်မလားမင်းရဲ့ရွေးချယ်မှုကမင်းတို့အားလုံးရဲ့ကံကြမ္မာပဲဆိုင်းဒရာမင်းနမင်းကြီးတွေပျောက်ကွယ်သွားတဲ့အချိန်မှာတော့ဆိုင်းဒရာမင်းဟာတရက်ပင်အောက်မှာတယောက်တည်းကြံရစ်ခဲ့ပါဒီဖြစ်ရကိုနောက်ပိုင်းမှာရခိုင်ပြည်ကိုပြန်ရောက်လာတဲ့တူတဲ့သောမျက်မြင်သက်သေဖြစ်တဲ့စစ်တီတော်ကအခုလိုပြန်ပြောပြခဲ့ပါသူဟာတန်ရာပြင်းထန်လုံးလို့ဂူတဲတိလိုက်မသွားနိုင်ပဲနဲ့ဂူဝါမှာတည်းမိပြီးတော့ကြံရစ်ခဲ့တာသူလမ်းမြင်လိုက်ရတာကတော့ရင်ကြီးကတရက်ပင်အောက်မှာခဏတာငြိမ်သက်နေခဲ့တယ်အဲဒီနောက်မှာတော့သူဟာဘာကူမှမဆောင်ဆိုင်တော့ပဲနဲ့အပင်ဘောကရွှေအောင်တရက်တိကိုမဆိုင်မတော့တန်းပြီးတော့ကူးလိုက်ပါတယ်သူဟာတရက်တိကိုလက်ကနေကင်ပြီးတော့ဂူအတွင်းထဲကိုတိတ်ဆိတ်စွာဝင်သွားတဲ့အချိန်မှာပဲဘူးတစ်ခုလုံးမြူနှင်းပြူပြူတွေဖုံးလန်သွားခဲ့တာပါပဲဆိုင်းဒရာမင်းကူးလိုက်တဲ့တရက်တိကသူတို့ကိုအစိတ်တင်စေခဲ့တာဒါမှမဟုတ်သူတို့ရဲ့ရဲဝတ်နဲ့စိတ်ကြောင့်မို့လို့ကံတရားကသူတို့ဘက်ကနေရက်တီပေးခဲ့တာအဖေကတော့ဆိုင်းဒရာမင်းကူးလိုက်တဲ့တရက်တိကသူတို့တို့အစိတ်မဖြစ်ခဲ့ပဲနဲ့ထာဝရရှင်သန်ခြင်းကိုပေးစွမ်းနိုင်ခဲ့တယ်လို့ပဲယူဆလို့ရပါဘာကြောင့်လဲဆိုတော့ဒီနေ့ထက်ထိဟီမွန်နာတောင်တန်းနေပေါ်မှာနေမုံနိုင်ပြီးတော့လမ်းပြောင်နေတဲ့တောင်တသမားတွေရှေးအောင်ရခိုင်ဝတ်စုံဝတ်ထားတဲ့စစ်တီတော်တွေရဲ့လမ်းပြမှုမကြာခဏကြုံတွေ့ရလိမ့်ရှိလို့ပါပဲဒါဟာဆိုင်းဒရာမင်းနဲ့ကြံရှိခဲ့တဲ့စစ်တီတွေကသူတို့ရဲ့သစ္စာတရားနဲ့ရဲဝတ်နဲ့ရွေးချယ်မှုတွေကြောင့်မို့လို့ကံတရားကိုအောင်နိုင်သွားပြီးတော့ဒီတောင်တန်းကြီးတွေကိုထာဝရစောင့်ကြတဲ့မသိမျိုးဝိညာဉ်စစ်တပ်အဖြစ်ပြောင်းလဲသွားခဲ့ကြတာလားအပြိမှန်ကတော့ဟီမွန်နာရဲ့လူနှင်းဖြူဖြူတွေကြားထဲမှာပဲဗဟိနီတစ်ခုအဖြစ်နဲ့ကြံရစ်နေစေဖြစ်ပါတော့ဒီနေရာမှာကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်အကယ်၍မိတ်ဆွေတာဒီဆိုင်းဒရာမင်းနေရာမှာဆိုရင်ရောဒီလိုလောကနိယာမတွေကိုအန်တူပြီးတော့ကိုယ့်ရဲ့ဇွဲသက်တိသစ္စာတရားတွေနဲ့ကံကြမ္မာကိုစိန်ခေါ်ရဲပါမလားတကယ်တော့သူတို့တွေတေးသလားရှင်သလားဆိုတာထက်ဒ
နာရီတွေကနေကျွန်တော်တို့ကိုအတူယူစီရပညာတစ်ခုရလိုက်ပါတယ်အဲ့ဒါကတော့တရားပေါ်တယောက်ထားရှိတဲ့ခိုင်မြဲတဲ့သစ္စာတရားအပြန်အလှန်ယုံကြည်မှုနဲ့စီးလုံးမှုတွေပဲဖြစ်ပါတယ်ဘလို့အခက်ခဲမျိုးနဲ့ပဲရင်ဆိုင်ရပါတယ်အရှုံးမပေးတတ်တဲ့စိတ်ဓာတ်နဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်ကတော့ကျွန်တော်တို့လူသားတိုင်းမှာရှိတဲ့နဲ့မြင့်မြတ်တဲ့အရေးချင်းတွေပဲဖြစ်ပါတယ်ဒီကဘာပေါ်မှာကျွန်တော်တို့မျက်မြင်တွေ့နေရတာဒီထက်ပိုပြီးတော့လိုဝက်စမ်းပြတဲ့သိပ္ပံနည်းကျရှင်းပြဖို့ခက်ခဲတဲ့အရာတွေအများကြီးရှိနေပါသေးတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်းကလည်းပဲရခိုင်တနာရီတွေကအထောက်ထားခိုင်ခိုင်လုံလုံရှိဖြစ်မှန်တစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးထူးခြားစမ်းပြတဲ့ဖြစ်မှန်တွေရာဇဝင်တွေကသင်ခန်းစာယူတရားလှုပ်ဝက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့လို့အာခိုင်99 channel ကိုလည်း subscribe မလုပ်ရသေးရင်လုပ်သွားပေးကြပါဦးအဆုံးထိအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါသေးဗျာ